Ok, alo mấy mình là bạc mẹ. Thì nếu mà đó, nhưng mà bây giờ này bây giờ thái hồng lấy lại là gì đấy, cứ giáo sư gọi là thái hồng. À đó, mình mà này ngay này bây giờ thái hồng lại này mà làm mà bây giờ cái gì đấy, xem bì la tụi nó chứ nó, tụi nó cũng lấy đuôi mình nó mà phép bảo. Cái gì đấy rồi, chẳng qua này bây giờ điều lá ra, làm mà trên này bây giờ là xem bì là. Cha xem bì là bao nhiêu? Ese be no. Ha be. Di Thai ဝင်မှာရောဗာလိဖြစ်ဘယ်လိုရှင်းနေရှိလဲ Easy ပဲထိုင်းပါလေ ထိုင်းဝင်တဲ့ခါမှာလဲ easy ပဲအဲ့တော့နောက်တစ်ခါဒီထိုင်းကိုမြန်မာနိုင်ငံကနေပြီးတော့အလဲလာခြင်းတဲ့လူတွေကိုညီလေးတို့ဘယ်လိုပြောခြင်းလဲ ဒီကိုနဲ့လာပါလို့ပြောချင်တယ် easy ပဲပေါ့ Easy ပဲ ဟာ မဆောင်လည်းကောင်းတယ် ဟာဟုတ်ပြီဘဘကညီလေးကဗာပြောခြင်းလဲ မင်္ဂလာပါလို့ဒီကိုနဲ့ဒါဟွာပြပါတော့ဝင်ဆောင်မှုကောင်းပါဒီကိုကနောက်ထိုင်းတဲ့ဟွာပြန်ကျင်တဲ့လူများအချင်းဒီကိုကဝင်ဆောင်မှုကောင်းတယ်လို့ဒီကိုနဲ့ပြန်နေရပါ ဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံကိုအလဲလာမယ်ဆိုလို့ရှိရင်ပြည်ဝေစာအုပ်တုပ်ရှိုံနဲ့လာလို့ရပါတယ်ဒါပေမဲ့တခုရှိတာကပြည်ဝေစာအုပ်ကင်ထားပြီးလို့ရှိရင်ပုံစံနှမျိုးနဲ့တော့လာလို့ရပါတယ် TR visa ပေါ့လေဒီ tourist visa ရှောက်ပြီးတော့လာလို့လည်းရပါတယ်နောက်တစ်ခါ14ရက် free visa နဲ့လာလို့ရပါတယ်ခင်ဗျအဲ့လိုမျိုးလာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လို့ရနိုင်ပါတယ်ခင်ဗျ PG passport ကင်ဆောင်ထားတဲ့ပုဂ္ဂိုလ်တွေလည်းပဲ PG စာအုပ်အသစ်ဆိုတော့မရဘူးပေါ့လေ PG စာအုပ်အဟောင်းမှာကျွန်တော်တို့ထိုင်းကနေပြန်သွားတယ်ဗီဇာတည်သွားတယ်ပေါ့လေတော်ကြီးမထုသွားလို့ဗီဇာတည်သွားတယ်ဒါပေမဲ့ဟို passport တက်တန်းကြံသေးတယ်စမတ်ကတ်တက်တန်းလည်းကြံသေးတယ်ဆိုလို့ရှိရင် PG သမားတွေလည်းပဲထိုင်းကိုအလယ်နဲ့လာလို့ရပါတယ်ခင်ဗျအဲ့လိုမျိုးလာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကိုဆက်သွယ်လို့ရနိုင်ပါတယ်ခင်ဗျဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်တော့3994163618ဖြစ်ပြီးတော့ Facebook Messenger နေပြီးတော့လည်းဆက်သွယ်လို့ရနိုင်ပါတယ်ခင်ဗျကျွန်တော်ယုံကြည်နဲ့အားပေးကြတဲ့အားလုံးကိုလည်းကျွန်တော်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ